မျိုးသမီးတယောက်အနေနဲ့ပေါ့နော်စိတ်လုံခြုံစေဖို့တော်လန်ရေးထဲမှာပုံမပေါဝင်စေနိုင်ဖို့အမျိုးသမီးတယောက်အနေနဲ့ဘာတွေကူညီပေးလို့ရမလဲဆိုလို့ရှိရင်အမတို့ကကိုမိန်းကလေးဆိုပြီးတော့ကွာအဲ့လိုမျိုးတိမ်ငယ်နေဖို့လည်းမလိုဘူးကြောက်ရွံ့နေဖို့လည်းမလိုဘူးပြီးတော့ဒီကဟိုးအရင်တို့ဒီခစ်တွေတုန်းကလိုလည်းမဟုတ်ဘူးလေကွာသိရမလားယောက်ျားလေးရင်လည်းရင်မောင်တန်းနိုင်ရမယ်ကွာလွတ်လပ်တဲ့ဒီမိုကရေစီကိုလည်းရရမယ်တန်းတူညီမျှတဲ့အခွင့်အရေးလည်းရရမယ်ဖြစ်တဲ့အတွက်တခုခုဆိုလို့ရှိရင်ကြောက်စိတ်မရှိနေဖို့အရေးကြီးတယ်သိရမလားကိုကတန်မာနေရမယ်ပြီးလို့ရှိရင်ကွာရှက်တဲ့နေရာမှာရှက်မယ်ကြောက်တဲ့နေရာမှာကြောက်မယ်အမှန်တရားကိုလည်းပြောရဲဆိုရရမယ်ကိုကဘယ်နေရာပဲဖြစ်နေဒီမတရားမှုကိုဟိုတော်လန်နေရမယ်တော်လန်နေမယ်ဆိုလို့ရှိရင်ကိုကဘယ်နေရာကမဆိုတထောင်တနေရာပါဝင်နေမယ်ဆိုလို့ရှိရင်ဒါမတရားမှုကိုတွန်းလှန်နေတာဖြစ်တဲ့အတွက်အမားတို့ကတော့လားတိုက်ခိုက်ရေးတွေဝင်ရမယ်စေးတက်တာအဖွဲ့တော့ဝင်ရမယ်ဒီတော်လန်ရေးတွေမှာထဲဝင်နေရှိနေမှာအဲ့လိုမျိုးမဟုတ်ဘူးတထောင်တနေရာကနေမြမဆိုပါဝင်နေတယ်ဆိုရင်ပဲဒါကတော်လန်နေရပဲကွာအမှန်တရားဘက်ကရက်တည်နေမယ်အမားဘက်မှာကိုကမပါဘူးဆိုလို့ရှိရင်ဒါတော်လန်ရေးတွေမှာကိုကပါဝင်နေတာပဲလေအဲ့တော့အမားတို့ကကြိုးစိုးတယ်သူတို့ကိုလည်းကြိုးစိုးတယ်တခုခုအကူအညီလိုလို့ရှိရင်လည်းအမားတို့ကူညီနိုင်ရှိလို့ရှိရင်အမားတို့ကအကုန်လုံးအဆက်ဆက်ရကူညီပေးမှာပေါ့နော်တကယ်လို့ဒီຫນွေဦးတော်လှန်ရေးမှာအမျိုးသမီးတွေပါဝင်မှုသာအားနည်းသွားမယ်ဆိုရင်ရောဘယ်လိုတွေဖြစ်သွားနိုင်မလဲဒီတော်လှန်ရေးအားလုံးရဲ့ဖြစ်တဲ့ပြဿနာတွေပေါ့နော်ဆိုတော့ညီမနိုင်ငံရေးပြဿနာအားလုံးကချွင်းချက်ကနေလာတကယ်လာလဲဆိုတော့နိုင်ငံရေးဆိုတာလူအားလုံးပါစရာမလိုဘူးအားကောင်းတန်မာပြီးတော့ညံကောင်းတဲ့လူတစုကနေပဲလုပ်လို့ရတယ်ဆိုတော့စဉ်းစားတယ်အားလုံးပါစရာမလိုဘူးဆိုတာနေစတာအားလုံးပါစရာမလိုနိုင်ငံရေးဆိုတာအားလုံးပါစရာမလိုဘူးအားလုံးပါရင်ဘာဖြစ်လဲဆိုတော့လူများရင်ပွဲမစီဘူးပေါ့နော်ဆိုတော့အေးစဉ်းစားချက်ကနေခြေခံပြီးတော့နိုင်ငံရေးကိုတည်ဆောက်ထားတယ်ညီမနိုင်ငံရေးကအားလုံးပါစရာမလိုဘူးဆိုတဲ့အချိန်မှာအမျိုးသားတွေကဘာပြောလဲဆိုတော့အမျိုးသမီးတွေပါစရာမလိုဘူးမျိုးသမီးမပါလဲရတယ်ပါရင်လည်းသူတို့တွေဘာမှသိထူးနေတာမဟုတ်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အမျိုးသမီးတွေအားနည်းလို့ဆိုပြီးတော့အမျိုးသားတွေကပဲနိုင်ငံရေးလုပ်ဖို့အတွက်ကြိုးစားကြတယ်အဲ့အမျိုးသားတွေထဲမှာပဲနောက်ပြီးတော့နည်းနည်းလေးထပ်ပြီးတော့အင်အားကောင်းတဲ့စစ်တပ်ကထပ်ပြီးတော့ဒီလိုအမျိုးသားတွေထဲမှာဒီအမျိုးသားတွေကငပိန်းနေငါတို့တွေကလက်နက်တွေပိုင်ထားတယ်လက်နက်ဒီစစ်တပ် institution တခုလုံးပိုင်ထားတယ်ဒီတော်လှန်ရေးကနေစပြီးတော့ပေါ့နော်ဆိုတော့ဒီဂျပန်ကိုလည်းတော်လှန်တယ်လည်းစစ်တပ်ပဲဂျပန်အင်္ဂလိပ်ကိုတော်လှန်ခဲ့ရလဲစစ်တပ်ပဲတိုင်းပြည်ကိုတိဆောက်ခဲ့ရလဲစစ်တပ်ဒါကြောင့်စစ်တပ်ကကျန်တဲ့လူအားလုံးထက်ကိုပို့ပြီးတော့တာတယ်အဲအကြောင်းမို့လို့ကျွန်တော်စစ်တပ်ကပဲနိုင်ငံရေးကိုပို့လုံးတင်တယ်ဆိုတော့စဉ်းစားချက်အဲ့ထဲမှာမှထိပ်ပိုင်းရာရှိတွေကဘာစဉ်းစားလဲဆိုတော့ဒီစစ်တပ်ထဲမှာရှိတဲ့စစ်သားအားလုံးတွေကလည်းအကုန်လုံးကောင်းတာတော့မဟုတ်အကုန်လုံးအုံနောက်ရှိနေတာတော့မဟုတ်ဒီထဲမှာငါတို့တစုကပဲအုံနောက်ရှိနေတာအဲကြောင့်ငါတို့တစုကပဲအုံချုပ်နေတာဆိုတော့အစစ်စစ်တော့အားလုံးပါကြမလို့ဘူးဆိုတဲ့အတွေးကနေဒီစစ်အာဏာရှင်ကိုဖြစ်စေတာဆိုတော့အားလုံးပါကြမလို့ဘူးငါတို့ကပဲပါရမယ်ဘာကြောင့်လဲဆိုတော့ငါတို့ကပဲကောင်းတယ်အဲ့ဒီစဉ်းစားချက်ကနေဆင့်သွားတာပေါ့နော်ဆိုတော့အခုလက်ရှိပြဿနာတွေကိုပြန်ချုပ်ချင်တယ်ဆိုရင်အားလုံးပါကြမလို့ဆိုတဲ့စကားကိုကျွန်တော်ပြန်ပြီးတော့ချုပ်ဖို့လိုတယ်ပြန်ဖြတ်ဖို့လိုတယ်လူတယောက်ချင်းစီရဲ့အားသာချက်ပေါ်မှာအခြေခံပြီးတော့လူအားလုံးပါရမယ်အားလုံးပါလို့ရတဲ့နိုင်ငံရေးတစ်ခုကိုဖြစ်အောင်တည်ဆောက်အောင်